မင်္ဂလာပါလွန်မြောက်ခြင်းဒေသနာကနေကြိုဆိုပါတယ်ဒီမှာကျွန်တော်တို့တူတူကစိတ်ချခွာယူမယ်နှုတ်ကပရဲ့ခေါင်းစဉ်ကသစ္စာရှိစွာကိုးကွယ်ပါဆိုတဲ့ခေါင်းစဉ်နဲ့တူတူကစိတ်ချခွာယူမှာဖြစ်ပါတယ်ကျွန်တော်ဒီကွန်မန့်မှာနေကျွန်တော်ဘဝရဲ့တက်တာတဲ့မှာဒီနေ့ကျွန်တော်တို့အသက်ရှင်တဲ့အချိန်မှာဘုရားတခင်ပေါ်မှာကျွန်တော်သစ္စာရှိစွာနဲ့ကျွန်တော်ကိုးကွယ်ဖို့လိုအပ်တဲ့ဖြစ်တယ်ဘလို့အခြေအနေမျိုးပဲရောက်ခဲ့ပါစေဘလို့အတိုင်းအတာနဲ့ဘလို့ခက်ခဲနေမဲ့ပဲကျွန်တော်ကြော်လားကြုံတွေ့ခဲ့ပါစေဘုရားတခင်ကိုကျွန်တော်အဆုံးတိုင်အောင်ကိုးကွယ်ဖို့သစ္စာနဲ့ကိုးကွယ်ဖို့လိုကိုရည်ချီသောကာလဖြစ်တယ်ကျွန်တော်ရှာတဲ့မရှက်အမေကောကိုကျွန်တော်ကြည်တဲ့ချိန်မှာလဲသူတို့မှာစုံစမ်းနောက်ရှက်ခြင်းကိုသူတို့ခံရတာဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဘေးကပြောတယ်အဲ့ဒီဘေးတီထားတဲ့ရုပ်တုကိုနေဘုကနေစအမေကြီးရဲ့တီထားတဲ့ရုပ်တုကိုသူတို့မကိုးကွယ်ရေးဘေးကသူတို့ကိုမြေပေါ်တဲ့ကိုချပြမှဖြစ်တယ်သို့တော့သူတို့ဘေးကိုဘယ်လိုပြပြောလဲဆိုတော့အရှင်မကြီးတဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကကယ်လို့ပေးမယ်သို့တော့ဘုရားတခင်ကမကယ်လို့ပေးနိုင်မကယ်လို့ပေးရလေဘယင်မကြီးတီထားတော့ရုပ်တုကိုကျွန်တော်မကိုးကွယ်နိုင်ဘူးတဲ့အဲ့ဒီမှာကျွန်တော်တို့ဗာမြင်ရလဲရှားတဲ့မရှက်မင်းတို့ကောတို့ရဲ့အသက်တာတွေမှာဘုရားတခင်ပေါ်မှာအဆုံးတိုင်အောင်သူတို့တွေမှာသစ္စာရှိတော်သူဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မတွေကိုကျွန်တော်အားပေးကြည့်တယ်ဒီနေ့ကျွန်တော်တို့အသက်ရှင်တဲ့အချိန်မှာလဲဘလို့အခြေအနေမျိုးပဲရှိပါစေဘလို့ရနေပဲကျွန်တော်တို့ကြုံတွေ့ခဲ့ပါစေဘုရားတခင်ပေါ်မှာကျွန်တော်တို့ကိုးကွယ်ခြင်းကိုမရတတ်ပဲဘုရားတခင်ကိုကျွန်တော်သစ္စာရှိစွာနဲ့ကိုးကွယ်ဖို့အလိုကိုရည်ကြည်တာဖြစ်တယ်အဲ့ဒီသူတို့ကအဲ့ဒီရုပ်တုကိုမကိုးကွယ်တဲ့အတွက်ဘယင်မင်းကြီးကသူတို့ကိုဒီမီးတွေကိုချလိုက်တာကျွန်တော်တွေ့ရတယ်ဖြစ်တယ်အဲ့ဒီမီးကိုအရှင်ခုနှစ်ဆပြည့်တဲ့အထိဘယင်မင်းကြီးကလောက်ခိုင်းတာဖြစ်တယ်အဲ့ဒီမီးကပူလားမပူလားဆိုတော့အဲ့ဒီရှာတဲ့မရှက်မီတကောကိုသွားချတဲ့သူတော်မှာအဲ့ဒီမီးရောင်ကဟပြီးတော့အဲ့ဒီချတဲ့သူကတေးတာကျွန်တော်တွေ့ရတယ်ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဗာမြင်ရလဲဆိုဒီလူငယ်လေး၃ယောက်ကသူတို့အသက်တာထဲမှာဘယ်လိုပဲကြုံတွေ့ခဲ့ပါစေမီးထဲမှာလဲသူတို့မှာဘုရားပုံမှာသစ္စာရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ညီကိုမှန်မှတ်တယ်ကျွန်တော်တို့အချင်းတွေကိုမကြည့်ပဲနဲ့ကျွန်တော်တက်တာနဲ့မှာဘုရားကိုစစ်စစ်ပြီးတော့ဘုရားကိုသစ္စာရှိစွာနဲ့ကိုးကွယ်ဖို့လိုအပ်တယ်ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့သူတို့တွေမီးထဲပြချတဲ့ချိန်မှာဘယင်မီးကြီးကအဲ့ဒီအခန်းငယ်24မှာဒိုင်လာအခန်းကြီး3အခန်းငယ်24မှာထိုအခါနေပုဂ္ဂနေစမေကြီးသည်အော်မီမောလက်အလေတစောထပ်ပြီးလေလူ၃ယောက်တို့ကိုတုံတော်ရမိထဲကချပြသည်မဟုတ်လောတပင်မင်းတို့အားမေးတော်မူ၏မူမတို့သည်မူမတို့ကလည်းမှန်ပါ၏ဖျားဟုပြန်ရှောင်းကြလေရှင်ဘေကလူ၄ယောက်တို့သည်မတုံမနောက်ပဲမိထက်နဲ့သွားလာ၍ဘေဥပနှင့်ကေလို့သည်ကိုငါမြည်စကားစတုထသူသည်ဘုရားသခင်အစင်းသနာရှိသည်ဟုမေတ္တော်မူ၏အာမင်အဲ့ဒီမှာဘုရားမြတ်ကြီးကပြောတယ်ကျွန်တော်တို့တဲ့လူ၃ယောက်ကိုချီနှောက်ပြီးမိတဲ့ကချပြတာမဟုတ်လားအဲ့ဒီမှာလူ၄ယောက်ကတဲ့ဘေဥပနဲ့ဘာမှမဖြစ်ပဲနဲ့ကျွန်တော်တို့သူတို့တွေလာလျှောက်တယ်ကျွန်တော်တွေ့ရတယ်အဲ့ဒီစတုထလူတစ်ယောက်ကဘုရားနဲ့အစင်းသနာတူတယ်ဘုရားနဲ့တူတယ်တဲ့ဘုရားကအော်ဆိုတာသူကပြောသွားတယ်ကျွန်တော်တို့တွေ့ရတဲ့ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဗာမြင်ရလဲသူတို့အသက်တာတို့မှာဘုရားကိုသစ္စာရှိစွာနဲ့ကိုးကွယ်သောကြောင့်သူတို့ရဲ့အသက်တာနဲ့မှာဘယ်နေရာပဲရောက်ပဲစီဘုရားတခင်ကသူ့နဲ့အတူရှိတာဖြစ်တယ်ပြီးတော့သူတို့မှာခက်ခဲပေမဲ့လည်းဘုရားတခင်ကသူ့နဲ့အတူရှိတယ်မိထဲကဘုရားတခင်ကသူ့နဲ့အတူရှိတာကျွန်တော်တွေ့ရတယ်ဖြစ်တယ်ဘာကြောင့်လဲသူတို့မှာဘုရားတခင်ကိုသစ္စာနဲ့ကိုးကွယ်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မတယ်ခေတ်ကာလကဒီထက်မကဆိုးဝါးလည်းမဲ့အခြေအနေများစွာရှိတာဖြစ်တယ်ကျွန်တော်တို့သိရတယ်ကျွန်တော်ယုံကြည်သူအယောက်ချင်းကျွန်တော်သိတဲ့အရာကလည်းနောက်ဆုံးသောကာလဖြစ်တယ်ဒီနောက်ဆုံးသောကာလမှာကိုးကွယ်ခြင်းမှာသစ္စာရှိသောသူကပဲဘုရားတခင်ကအဲ့ဒီလူနာဘုရားတခင်ကလုံလုံမှာဖြစ်တယ်အဲ့ဒီလူနာဘုရားကကဲလုံမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မတယ်ဒီနောက်ဆုံးသောကာလမှာဘလို့အခြေအနေကမျိုးပဲရှိခဲ့ပြီဘုရားတခင်ပုံမှာသစ္စာရှိပါသစ္စာရှိစွာကိုးကွယ်ပါလို့ကျွန်တော်ခေါ်အားပေးခြင်းအားလုံးကိုဘုရားရှိခိုးကောင်းချီးပေးပါစေ